အားလုံးမင်္ဂလာပါအခုချိန်မှာလည်းကျွန်တော်လူငယ်တွေကိုအထူးသဖြင့်တဖန်ခွန်အားပေးချင်တာရှိတယ်အဲ့လိုပြောလို့လူကြီးတွေမပါဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ဒီနှုတ်ကပတ်တော်ကိုလူကြီးတွေနေနဲ့နားထောင်နေဆိုရင်လည်းကိုသားသမီးတွေကိုတဖန်ပြန်ပြီးမှခွန်အားပေးလို့ရအောင်ပြန်ပြီးမှ sharing လုပ်လို့ရအောင်ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုပြင်ဆင်တာဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်ကျမ်းချိုက်တစ်ပတ်ဖတ်ချင်တယ်ဆိုတော့ဒေသနာကျမ်းခန်းကြီး7အပိုက်ငယ်9နဲ့10ကိုကျွန်တော်ဖတ်ပြစေအချင်းလိုပြိုအသက်ပြိုသောအခါပျော်မွေ့လော့အသက်ပြိုစဉ်ကာလတွင်စိတ်ရွှင်လန်းခြင်းရှိလော့ကိုယ်လူရှိရာလမ်းနဲ့ကိုညံပြသောလမ်းတို့လိုက်လော့သူ့ရာတွင်ထူအမှုရာအလုံးစုံတို့ကိုဘုရားသခင်စစ်ကြော၏အသင်းကိုအပြစ်ပေးတော်မူမည်ဟုအောင်းမေလော့အပိုက်ငယ်10သူ့ဖြစ်စိတ်ညှိုးငယ်ခြင်းအကြောင်းနဲ့ကိုစင်းရဲခြင်းအကြောင်းကိုဖေရှားလော့အသက်ငယ်ခြင်းအရာနဲ့အရွယ်ပြိုခြင်းအရာသည်အနတ္တဖြစ်တော့ကျမ်းစာထဲမှာလူငယ်တွေနဲ့ပတ်သက်ပြီးတော့ရှောလမုန်ရှင်ဘုရင်ကဘုရားသခင်ကရှောလမုန်ရှင်ဘုရင်ကိုအသုံးပြုချပြီးဒီလိုအားပေးထားတယ်အချင်းလိုပြိုတဲ့အချင်းလိုပြိုဆိုတာလူငယ်တွေကိုအားပေးတာဖြစ်တယ်အချင်းလူငယ်တွေအသက်ပြိုတော့အခါပျော်မွေ့လို့တဲ့မင်းလူပြိုဖြစ်နေတော့မှမင်းအပြိုဖြစ်နေတော့မှမင်းလူငယ်ဖြစ်နေတော့မှပျော်နေပါလို့ပြောတာကျွန်တော်ပြောရှိတယ်နော်ဆိုတော့ကိုပြောတဲ့နေရာကိုပဲမလိုက်နဲ့ပျော်မနေနဲ့ဆိုတော့အဲ့လိုမျိုးစံစာပြောတော့မဟုတ်ပျော်နေဆိုတော့စကပုံရှိလဲပျော်နေတေခဲဆိုတော့လူတွေကကိုချုပ်တီးပြီးမှစီမင်းစီကန်းနေနဲ့နောက်ဆုံးကျတော့လူငယ်လို့နေခွင့်မရလိုက်တဲ့သူတွေအများကြီးပဲပထမဆုံးချက်နဲ့ကျွန်တော်အားပေးချင်တယ်လူငယ်ဖြစ်ရင်လူငယ်လိုလက်နေပါလူငယ်ဖြစ်ရင်လူငယ်တယောက်ရဲ့အခွင့်အရေးကိုအပြည့်အဝခံစားပါလူငယ်တယောက်ရဲ့ရပိုင်ခွင့်လူငယ်တယောက်ရဲ့အခွင့်အရေးကိုအပြည့်အဝသုံးဆောင်ပါအပြည့်အဝခံစားပါလို့ပထမဆုံးအနေနဲ့အားပေးချင်ဒုတိယချက်အနေနဲ့ဒီလိုပြောတယ်အသက်ပြူစင်ကာလ၌ရွှင်လန်းခြင်းရှိလို့ကိုယ်လိုရှိရာလမ်းနဲ့ကိုညံပြတော်လမ်းတို့လိုက်လို့တဲ့ဘာပြောလဲဆိုတော့ကိုယ်လိုရှိရလမ်းမင်းဘာလှုပ်ချင်တယ်လို့ပါအသက်ငယ်တော့မှလှုပ်ချင်တာလို့ဘာလို့လဲဆိုရင်အပိုက်ငယ်30မှာပြောတယ်လေအသက်အရွယ်ပြူခြင်းအရာအသက်ငယ်ချက်ရာနဲ့အရွယ်ပြိုချက်ရာဒီအနတ္တဖြစ်ဆိုတော့ကြာအသက်ဘသူမှမငယ်ဘူးအမြဲတမ်းဘသူမှအသက်မငယ်ဘူးဘသူမှအခုလိုနဲ့စေချိုတက်နဲ့အမြဲတမ်းရှိနေမှာမဟုတ်ဘူးဆိုလိုတာက30နဲ့30ကြားမှာ30နဲ့40ကြားမှာအမြဲတမ်းရှိနေမှာမဟုတ်ဘူးဆိုတော့30ကျော်သွားမယ်40ကျော်သွားမယ်50ရောက်လာမယ်ဆိုတော့ကျွန်တော်ဆိုလိုတာကအမြဲတမ်းတင်ငယ်ရွယ်နေမှာမဟုတ်ဘူးအမြဲတမ်းတင်နုပြိုနေမှာမဟုတ်ဘူးအမြဲတမ်းတင်လန်းဆန်းနေမှာမဟုတ်ဘူးဆိုတော့တင်ငယ်ရွယ်တဲ့အချိန်မှာကြိုက်တာလို့ဆိုတော့ဒီမှာကျွန်တော်ပြန်ပြောမယ်ကိုလူရှိရလမ်းနဲ့ကိုညံပြတော့လမ်းကိုလိုက်ဒါပေမဲ့တခုပဲတတိထားတဲ့အဲ့ဒါတွေအကုန်လုံးဖျားပြန်စစ်ကြောမှာနော်ဒါတော့တတိထားပါလို့ပြောတယ်ဆူလူရာကဘာလဲဆိုတော့ဖျားအလူရောနဲ့မညီတဲ့အရာကိုလှုပ်ဖို့ကျွန်တော်အားပေးနေတာမဟုတ်ဘူးဒီကျမ်းစာကဖျားအလူရောနဲ့မညီကြိုက်တာလှုပ်ဖို့ပြောတာတော့မဟုတ်ဘူးကြိုက်တာလှုပ်လို့ပြောတဲ့ခါမှာဖယားအလူရောနဲ့ညီလွတ်လပ်စွာနေထိုင်ဖို့ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ချုပ်တီးတဲ့အခါမှာစီမင်းစီကန်းနဲ့နေတဲ့အခါမှာဟိုဘာသာရေးပေါင်းစီမင်းစီကန်းနေထဲမှာပဲနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာ guilty conscience ဆိုတဲ့ဖယားထားပေးထားတဲ့အရာရှိတယ်အဲ့ဒါကဒါကောင်းသလားမကောင်းဘူးလားဒါလှုပ်တင်လှုပ်ထိုက်တာဟုတ်သလားလှုပ်တင်လှုပ်ထိုက်တာမဟုတ်ဘူးလားဆိုတာကိုယ်အထဲမှာသိတယ်အဲ့အသိစိတ်နဲ့အသက်ရှင်ပါလို့ပြောချင်တာဖြစ်တယ်ဆိုတော့ဖယားသခင်ကအဲ့အထဲမှာဝိညာဉ်တော်ကကျွန်တော်တို့ရဲ့ကောင်းမကောင်းတိတက်တဲ့စိတ်အဖြစ်စကားပြောတယ်ဟုတ်တယ်နော်ဆိုတော့မိတ်ဆွေကျွန်တော်ပြောချင်တယ်ဒုတိယချက်နဲ့ကျွန်တော်ဗာပြောလို့ချင်ဒုတိယချက်နဲ့ကျွန်တော်ဗာပြောချင်လဲဆိုရင်တော့မိတ်ဆွေငယ်တဲ့အချိန်မှာလှုပ်ချင်တာလို့ဆိုလိုတာကဘာလဲဆိုရင်တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ကျွန်တော်ပြောချင်တယ်အစီးပွားရေးနဲ့ပတ်သက်ပြီးတော့မကြောက်နဲ့ risk ယူရဲပါစွန့်စားရဲပါဆိုတော့လူငယ်တော်တော်များစွန့်စားရတာကြောက်တယ်လေငါရှုံးသွားရင်ကောဘယ်လိုလုပ်မလဲငါမအောင်မြင်ကောဘယ်လိုလုပ်မလဲဆိုတော့ငါဒီလောက်ငွေကြီးတွေနဲ့ကျူးစားလာခဲ့ပြီဒါပေမဲ့ရှုံးသွားရင်ဘယ်လိုလုပ်မလဲဒါမှမဟုတ်ရင်ဘာလဲဆိုရင်တော့ဒီဘာမှမရှိတဲ့ထိတ်ကနေရှိလာအောင်စွန့်စားဖို့လိုတယ်ဒါပေမဲ့ခက်တာကလူငယ်တော်တော်များများပြဿနာကမစွန့်စားရတာပြဿနာဘာလို့မစွန့်စားရရလဲဆိုရင်တော့ရှုံးမှကြောက်တာဆိုတော့အဲ့ဒီရှုံးမှလည်းဘာလို့ကြောက်ရလဲဆိုတော့မိဘဖိအားကြောင့်ဖြစ်မယ်အတိုင်းဝိုင်းဖိအားကြောင့်ဖြစ်မယ်သမီးစားဖိအားကြောင့်ဖြစ်မယ်ဒါမှမဟုတ်တဆုံတူရဲ့ဖိအားကြောင့်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်ပြောရှင်တယ်ဘယ်ဖိအားမှမကြောက်နဲ့ဘယ်ဖိအားမှမလက်နဲ့လှုပ်တင်တာလို့ဆိုတော့တင်းစိတ်ထဲမှာဖယားကရှင်းလင်းစွာပေါ်ပြထားတဲ့ယူပါယုံကိုလို့ပါဖယားကပေါ်ပြထားတဲ့ဒါလှုပ်ရင်ငါအောင်မြင်မယ်ဒါကတော့ငါ try ကြည့်မယ်ဒါကတော့ငါ risk ကြည့်မယ်ဆိုတဲ့စွန့်စားခန်းတွေကိုဝင်ပါ
ဘသူကမှအာမနာနဲ့ဘသူမျက်နာမထောက်နဲ့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါဒါကြောင့်ကျန်းစာမှာဒီလိုပြောတယ်အသက်ပြူစင်ကာလတွင်ရှင်လန်းချင်းရှိလို့ကိုအလူရှိရလန်းနဲ့ကုညံပြတော်လန်းသူလိုက်လို့ကုညံပြတော်လန်းကုညံကိုအမိမပြုတ်နဲ့လို့တုတ်တန်ကျမ်းမှာဖော်ပြထားတယ်မှန်တယ်ဖျားကိုအားကိုရမယ်ညံကိုအားမကိုရဘူးသူတော်ဘုရားသခင်ကကျွန်တော်တို့ဦးနောက်အားဖြင့်ဖော်ပြထားတဲ့လမ်းကိုလိုက်စေခြင်းနဲ့ကျွန်တော်တို့ကဦးနောက်ထဲမှာဖျားထည့်ပေးထားတဲ့အထူးသဖြင့်ကျွန်တော်တို့ရဲ့ညံကိုသုံးစေခြင်းနဲ့ဖျားကသူ့ရဲ့ critical thinking ကိုသုံးစေခြင်းနဲ့ဆိုတော့ဒါဖြစ်ဒါလာဒါချက်ဆိုတဲ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်လိုမျိုး style နဲ့တည်ဝင်နေစေချင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်မိဘတွေကဒါကိုလှုပ်ရမယ်ဆိုလို့ဒါလှုပ်တာမျိုးဆရာမကဒါကိုလှုပ်ရမယ်ဆိုလို့လှုပ်တာမျိုးအစ်စ်နဲ့လူငယ်တွေကိုမနေစေချင်ဘူးလူငယ်တွေကျွန်တော်အားပေးချင်တယ်အဲ့ဒါပါလေဆိုတော့ဖယားကတင့်ကိုဘာတဲ့အထဲမှာဘာနှူးစော်တယ်လေဘာလှုပ်ခိုင်းတယ်လေဘာသာရေးနဲ့ပတ်သက်ပြီးတော့ဖျားမှုတော့တော်ဖြစ်စေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ငွေရှာချင်းပညာမှာဖြစ်စေဘဝရဲ့လွတ်လပ်မှုရတာမှာဖြစ်စေအထူးသဖြင့်ဖျားကတင့်စိတ်ထဲမှာအလုံးလုံးတဲ့အရာကိုရေးရင်စွာလုပ်ရတဲ့တတိရှိဖို့ဒီဗီဒီယိုကိုကျွန်တော်လုပ်လာတာဖြစ်တယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်အားပေးချင်တယ်ဆိုတော့တင်ငယ်တဲ့အချိန်မှာရှုံးမှမကြောက်နဲ့ငယ်တဲ့အချိန်မှာဘေးဖီအားမှမကြောက်နဲ့မိဘကခွင့်ပြုသည်ခွင့်မပြုသည်တွင်တင်းရဲ့ညီကိုမောင်နှမဆွေမျိုးတွေကအားပေးသည်အားမပေးသည်အဲ့ဒါကမပြဿနာဘူးဒါကြောင့်ကျွန်တော်ဘွားမှာလေအဲ့ဒါပထမမထားဘူးနံပါတ်1ကဖျားပဲဖျားအတန်တော်ပဲနံပါတ်2ကဖျားကကို clearly ရှင်းလင်းစွာနဲ့ပေါ်ပြလာတဲ့ vision ကိုရေးရင်စွာနဲ့လှုပ်ဆောင်တာဖြစ်တယ် hallelujah ဒါကြောင့်ကျူတော့ကြောင့်အတိုင်းတာတစ်ခုထိဖျားသခင်အောင်မြင်ခြင်းတွေလည်းပေးတယ်ဆိုတော့ကျွန်တော်ဒီကပြောချင်တာပါလေဆိုတော့မိတ်ဆွေနေနဲ့လေရှုံးမှမကြောက်နဲ့ဘာလို့ရှုံးမှမကြောက်နဲ့လို့ကျွန်တော်ဘာလို့ပြောတယ်သိလားဆိုတော့မိတ်ဆွေငယ်တုန်းမှာရှုံးလိုက်မပြဿနာဘူးကြိုက်တဲ့လောက်ရှုံးမပြဿနာဘူးပြန်ဆလို့ရတယ်အသက်ကြီးမှ risk သွားယူနေရင်အချိန်မရှိတော့ဘူးလေဥပမာပြကျွန်တော်အသက်60ရှိနေမယ်အဲ့ဒါကျွန်တော်က risk နဲ့3000တန် company ကြီးသွားထောင်မယ်ရှုံးသွားရင်အဲ့3000ပြန်ရှာဖို့ရန်အတွက်ကျွန်တော်အသက်နဲ့မပေးတော့ဘူးတော်တော်ခက်သွားပြီလို့ပြောတာဒါပေမဲ့ KFCT ထောင်နဲ့တော့အသက်60ကျော်မှအောင်မြင်တာလေဆိုတော့ထားပါတော့ကျွန်တော်ဆိုလိုတာကအသက်ကြီးလာပြီဆိုရင်တော့ကျွန်တော်တို့အတွက်အခွင့်အရေးတွေ opportunity တွေတော်တော်နေသွားတယ်ပေါ့နော်ဆိုတော့ရှုံးသွားရင်လည်းပြန်နလန်ထဖို့တော်တော်ခက်တယ်ဒါပေမဲ့လူငယ်တွက်ကတော့တကယ် opportunity တွေအများကြီးပဲအခွင့်အရေးအထူးခွင့်အရေးတွေအများကြီးပဲဘာလို့လဲသိလားလူငယ်အတွက်ကကြီးဆိုတော့ကြောင့်အချိန်ဆိုတာကြီးကကျွန်တော်တို့ကဘယ်လိုပြောမလဲ double blazing လို့ဖြစ်နေတယ်ကျွန်တော်တို့အတွက်ကဘာလို့လဲဆိုတော့စဉ်းစားကြည့်လေလူကြီးတွေမရတဲ့အချိန်မိတ်ဆွေရတယ်လူငယ်အတွက်ကရှုံးလဲပါဖြစ်လေပြန်စလို့ရတယ်ရှုံးလဲပါဖြစ်လေပြန်ပြီးမှ try လို့ရတယ်ပြန်ပြီးမှသင်ပြန်လေးကြရင်လည်းပြန်ထခွင့်ရှိတယ်အကုန်လုံးပလုံသွားလို့0ဘွားရောက်ရင်လည်းပြန်ထလို့ရသေးတယ်တရားရှုံးမပေးတွေ့တယ်မရှုံးသေးဘူးဟာလေလုယာဒါကြောင့်ကျွန်တော်ပြောချင်တယ်လူငယ်တွေကျမ်းစာမှာပြောတဲ့အတိုင်းကိုလိုရှိရလမ်းနဲ့ကိုညံပြတော့လမ်းသူလိုက်လို့ဆိုတော့နင့်ညာဘာပြတယ်လဲမင်းဘာလို့ရှိတယ်လို့ပါဒါပေမဲ့ဒီယာတွေကိုဖျားတခင်စစ်ကြောမယ်ဆိုတော့မမင်းနဲ့တဲ့ဒါကြောင့်ပြောချင်တာကဖျားအလူတော်မရှိတဲ့အလုတ်အကင်ဖျားအလူတော်မရှိတဲ့အချင်းစရိတ်တာဖျားအလူတော်မရှိတဲ့အပြုတ်အမူကိုလုတ်ပါလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးအဲ့ဒါဒီတော့လုတ်ဖို့အားမပေးတာကကျွန်တော်မဟောလဲမိတ်ဆွေတီးပြီးသားဆိုတော့ဘေးတရားဟောဆရာမဟောလဲတီးပြီးသားဒါကကျွန်တော်မိတ်ဆွေတွေကိုအဓိကအားပေးချင်တာလူငယ်တွေကိုအဓိကအားပေးချင်တာကမိတ်ဆွေလုတ်ချင်တဲ့အရာကိုရဲရင်ဆိုတာလုတ်ပါလို့ကျွန်တော်ပြောချင်တာဆိုတော့ဟိုဟာလုတ်ချင်တယ်မိဘအားနာမလုတ်ရဲဟိုဟာလုတ်ချင်တယ်ဆွေမျိုးတွေကိုအားနာမလုတ်ရဲအဲ့လိုမျိုးဟိုလုတ်ကိုကြောက်ရဒီလုတ်ကိုကြောက်ရဟိုလုတ်ကိုအားနာရဒီလုတ်ကိုအားနာရအဲ့ဒီအစစ်နဲ့မနေခဲ့စေချင်ဘူးရှုံးမှကြောက်လိုက်အဲ့ဒါကသွေးကြောင်တဲ့သူတွေရဲ့သဘောတဘာဝဖြစ်တယ်မကြောက်နဲ့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်မအောင်မြင်လဲပါဖြစ်လေကျန်းစာမှာပြောတယ်ဆာလန်နံပါတ်အခန်း1မှာဆာလန်နံပါတ်1မှာဘာပြောလဲပြုတ်လေသမျှတို့နဲ့အောင်လိုက်တည်းဆိုတော့ပြုတ်လေသမျှတို့နဲ့အမြဲတမ်းအောင်လိုက်တည်းလို့တော့မပြောဘူးသူ့တော့ပြုတ်လေသမျှတို့နဲ့အောင်လိုက်တည်းလို့ပြောတဲ့အတွက်မိတ်ဆွေကပြုတ်ချင်းလို့ခေါ်တဲ့လှုပ်တာရှိကိုရှိရမယ်မိတ်ဆွေလှုပ်ရင်အောင်မြင်မယ်မလှုပ်ရင်မအောင်မြင်ဘူးဖြစ်တယ်ဒါကြောင့်မိတ်ဆွေကျွန်တော်အားပေးခြင်းနဲ့လှုပ်ပါဘာရီရွေချက်ရှိတယ်လေဘာလှုပ်ချင်တယ်လေဘာဖြစ်ချင်တယ်လေ try ပါလူငယ်ဖြစ်တော့မှကျူးစားပါမိတ်ဆွေအောင်မြင်ဖို့ဘုရားလိုတော်ရှိတယ်မိတ်ဆွေတူးတက်ဖို့ဘုရားလိုတော်ရှိတယ်မိတ်ဆွေကြွေဝချမ်းသာကောင်းစားဖို့ဘုရားလိုတော်ရှိတယ်မိတ်ဆွေကျမ်းမာဖို့ဘုရားလိုတော်ရှိတယ်လူရှိဘုရားရှိမှမျက်နှာသာရဖို့ဘုရားလိုတော်ရှိတယ်ဆိုတော့မိတ်ဆွေကျွန်တော်အားပေးချင်တယ်ဘာမှမကြောက်နဲ့ပဝန်းကျင်ကိုမကြောက်နဲ့မိသားစုတိုင်းဝိုင်းဖိအားကိုမကြောက်နဲ့ဆိုတော့ဘာသာရေးဖိအားကိုမကြောက်နဲ့ဆိုတော့ကျွန်တော်ပြောမယ်ဘာသာရေးဖိအားလည်းမကြောက်နဲ့လှုပ်တင်လှုပ်ထိုက်တာကိုရဲဝင်စွာလုပ်ပါသူ့တော့ကူနဲ့ဖျားနဲ့မှန်ပါစေဖျားအလူတော်မရှိတာမဖြစ်ပါစေနဲ့ဖျားအလူတော်ရှိတဲ့အလုပ်ဆိုရင်ဘေးအရာမဆိုရဲရင်စွာလုပ်ပါမကြောက်နဲ့လို့အားပေးခြင်းနဲ့လူငယ်ဖြစ်တုံးမှာတင့်ရဲ့လူငယ်ဖြစ်ခြင်းအပြည့်အဝခံစားပါပျော်ပျော်နေပါစိတ်ချမ်းသာနေပါစိတ်ဝမ်းနည်းစရာတွေကိုဖေးပါရှင်လန်းခြင်းကိုပြောပါစိတ်ညှိုးငယ်ခြင်း
ကြောင်းအရာနဲ့ကိုစင်းရဲ့ချက်အကြောင်းအရာကိုဖေရှားလို့ဘာမှစိတ်စင်းရဲစရာတွေတွေးနေမဲ့အစားအောင်မြင်ဖို့ရင်အတွက် risk ယူရဲပါအဓိကဒီနေ့ကျွန်တော် message ပေးချင်တာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဗာ message ပေးချင်နေဆိုရင်တော့လူငယ်ဖြစ်တဲ့အားလျော်ဆိုတာလူငယ်ဖြစ်တုံးမှာစွန့်စားခန်းနေဝင်ပါလှုပ်ရဲပါမကြောက်နဲ့လို့အားပေးချင်တယ်အရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ God bless you all နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်